ရှင်းနေပြီမြောက်တွေမဟုတ်ရှင်းပေါက်စလေးရှားမိုက်အဲ့ဒါဆင်းပါလေပြကြကဲကျွန်တော်တို့ထဲထဲကိုဝင်မယ်ဗျာထဲထဲကိုဆင်းမယ်ဒီတောင်အောက်ထဲကိုဝင်မယ်ပေါ့နော်နောက်ခဏတောင်လည်းတက်ပြီးဒီမှာဖျားရှိရဗျာဒီထဲမှာလေဒီမှာဖျားရှိနော်ဒီလေကားကနေတစ်ဆင်းဆင်းမယ်ဗျာကျွန်တော်တို့ကူလဲဆင်းမယ်ခင်ဗျာကဲလေကားတွေကတော့ဟိမဆောက်ကြီးဗျာကဲကျွန်တော်တို့တူသွားလိုက်ရအောင်ဗျာကဲကျွန်တော်တို့သွားလိုက်ရအောင် let's go တော်မဆောက်တယ်ဗျဒါတော့မဆောက်တာပါဗျကဲလက်တစ်ဖက်ကဖုံးကင်ပြီးဆင်းနေရတဲ့အတွက်ကင်မရာမနေညာလေးကိုတော့တီးကပ်ပြီးကြည့်ပေးကြပါခင်ဗျာလေကားတော်မဆောက်တယ်ဗျကိုရုပ်ဆင်းနေရဗျ oh my god ဒီထဲမှာတော့မြောင်းမရှိဘူးလေယိုးရောက်ပါပြီဗျာနောက်ဆက်ဆင်းရမယ်ဗျာနောက်ဆက်ပြီးဆင်းရမယ်ဗျာဘယ်လိုဖြည်းဖြည်းကျွန်တော်ရှေ့မှာစောင့်မယ်နော်ကဲကျွန်တော်ထုံးချောက်ကူဗျာအရန်ကိုလှပါတယ်ဗျာဒီမှာတော့ဒီနေ့တော့ခီးသွားတွေတိတ်မလာကြဘူးဗျာဒီနေ့အလုပ်ဖွင့်ရဆိုတော့လေနောက်တော့ကျွန်တော်တို့ပဲရှိဒါတော့တိတ်တာပေါ့နော်အမလေးလာရတာတော့ပေါ်တက်တယ်ကိုအပွင့်ကြီးပေါ့နော်ကဲလာဦးလေငါတို့အခုဆင်းနေပြီဗျာအိုးတိတ်ဆိတ်ရကျွန်တော်တို့ဟိုမှာမီးလင်းနေနေရာလေးကိုသွားရမှာဗျာကျွန်တော်တို့အမှဖျားရှိရဗျာကျွန်တော်တို့ဒီနားကနေဆင်းမယ်တစ်ချက်တိတ်ဆိတ်ရလာဦးလေးလားဒီရဆင်းဒီရဆင်းyoလာဦးလေးလားဒီတော့တယောက်တည်းဆင်းဆိုမဆင်းရလောက်ဘူးနော်တိတ်ဆိတ်နေဒီမှာဆင်းနေပြီလားခဏမှတော့အေးပြီးနေလက်တစ်ဖက်ကဖုံးကင်ပြီးဆင်းနေရတဲ့တော့ကတော့ကျွန်တော်တို့တီးခံပြီးကြည့်ပေးကြပါမယ်ကျွန်တော်ဒီနေ့စက်တက်တန်ယူမလာဘူးဗျဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီမှာမြောက်တွေရှိတဲ့တော့ကျွန်တော်တို့စက်တက်တန်နဲ့ရိုက်လို့မရဘူးဗျစက်တက်တန်နဲ့ရိုက်လို့ရှိရင်ကျွန်တော်တို့မြောက်တွေရှူသွားလိမ့်မယ်ကျွန်တော်တို့ဟုတ်ပါတော့ဖြည်းဖြည်းနဲ့မှန်မှန်သွားနေဗျာဒါတော့လမ်းကူခဲ့ပါဗျာနောက်ရှေ့ကိုဆက်သွားမယ်ဗျာဦးလူလားမဖျက်ရောက်ပြီလားကဲဒါကတော့ကျွန်တော်တို့လာဖူးတဲ့ဇေဒီပေါ့နော်ကျွန်တော်ခုနကပြောခဲ့တဲ့
မီးလင်းရောင်ရှိတဲ့နေရာပေါ့နော်ဖျားရောက်ရှိခဲ့ပါပြီဗျရန်ကိုစေဒီပေါ့နော်ဒါတော့ကျွန်တော်တို့ရောက်ရှိနေတဲ့ဖျားပါကျွန်တော်တို့ဒီမန်ကီမောင်တိန်မြောက်တောင်လို့ခေါ်တယ်ကျွန်တော်တို့ဖေးပူလီမျိုးရဲ့ထင်ကြရဖြစ်တဲ့မြောက်တောင်ရဲ့ဒါကတော့ကူလိုင်းကူတွင်းရဇေဒီတော်ဖြစ်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်တို့ရဲ့ရွှေလိပ်ကြီးပေါ့နော်ဒါကတော့ဆူတောင်းရွှေရောက်တော့ဒီမှာဆူတောင်းကြတယ်ပေါ့ဗျာဒီမှာ30စီးဒီ5ဘတ်စီနေနော်ဒီမှာပတ်စံနေတင်ပြီးဆူတောင်းကြတယ်ဗျာဒါကတော့ကျွန်တော်တို့ရွှေလိပ်ကြီးပါဒါကတော့ကျွန်တော်တို့ဒီတရုတ်ဘေးတယ်မော်နော်လို့ကျွန်တော်လည်းနားမလဲပြဒါလည်းကျွန်တော်မတက်တော့ဘူးကဲကျွန်တော်တို့ရှေ့ဆက်သွားကြမယ်ဗျလာကျွန်တော်တို့အပေါ်ဆက်တက်အောင်ပုံမှာဖျားတော့မရှိရောဟိုကကြောက်တုံးလေးစီထားနေရတာရှိလာလို့လားကဲကျွန်တော်တို့အပေါ်ဆက်ထွန်းကြရအောင်ဗျာဦးစမ်းပါဗျာကိုရောအပေါ်မှာလည်းအပေါက်တွေနည်းတော့မှောင်တယ်ဗျာဒီနားလေးอ่ะတောက်ဆက်လို့အဲ့တော့ဒီနေရာလူမြောင်းနဲ့တွေ့နေတော့အဲ့ကူးစမ်းနေပြီပေါ်တက်ကြအမလေးတွေရောက်ပါပြီလို့ကျွန်တော်တို့တင်ပါကြောက်စရာတော့အင်မတန်မှကောင်းပါတယ်ဗျာကြောချမ်းစရာကြီးပါဗျာအတန်တိတ်ဆိတ်ပြီးတော့ဒါကြီးရအတွဲကဲဒါကတော့ကျွန်တော်တို့အပေါ်ဝင်ပေါက်ပါနော်တောင်ပေါ်ကနေအပေါ်ကနေဝင်ပေါက်ပါတကယ်ဒိုးရုပ်ပေါက်အပေါက်ကြီးပါဗျာဒီထဲမှာနည်းနည်းမှောင်တဲ့အတွက်တီးခံကြည့်ပေးကြပါဗျာတော်တော်မှောင်တယ်ဗျာဒီညမှာတော့မီးမရှိဘူးဒီကတွဲလေးရောဒါလေးရောတဲဝင်ကြအောင်လုပ်လိုက်တော့ဒီမှာလည်းတဲဖို့တူကဲဒါလေးတွေကတော့ကျွန်တော်တို့ဒီလေးလည်းဆူတောင်းလို့ရတယ်အတွဲလေးတွေပေါ့ဗျာဟိုကြီးစားအတွဲလေးတွေဆူတောင်းတဲ့ဒီကြောက်တုံးစီလေးပေါ့နော်အလုပ်အဆင်ပြေပါစေလို့ဘာလို့ညာတော့ပါဗျာကျွန်တော်တော့ဆောင်းမရှိတဲ့အတွက်မပြောတော့ပါဘူးဒါကျွန်တော်တက်မဟုတ်ဘူးဗျာနော်ကဲကျွန်တော်တို့ပြန်ဆင်းပြီခင်ဗျာမိုးကတော့နည်းနည်းအုံနေတယ်မိုးအုံနေပြီးမိုးပွားလေးလည်းကြာပြီမိုးလည်းရွာနေဗျဒီလူကတော့ကိုယ့်ဘက်ပါတာဗောနော်ဒီနေ့ကတော့နော်ဒါကတော့ကျွန်တော်တို့ပြန်ဆင်းပါပြီအရန်အကြာကြီးနေလို့မကောင်းဗျဒီမှာဒီမြောက်တွေကအရန်ဆိုးတယ်ဗျကဲမိုးပွားလေးတော့ကြာနေဗျဒီနေ့ကတော့ထူးထူးဆန်းဆန်းဖြစ်နေရတယ်ဗျမိုးလေးတစ်ခါမှမရွာဘူးတော့မိုးကြီးပါကြီးပါတော့ကဲဒီကားတွေကတော့မြင်တဲ့အတိုင်းပဲဗျဟုတ်ပြန်ဆင်းပြီဗျအဆင်းရတော့ဟိုမြန်နေဗျအဆ
ဆင်းရတော့ဘယ်လောက်မှမဆင်းရတော့ဘူးကျွန်တော်တို့9မိနစ်လောက်ဆိုအောက်ရောက်ပြီဗျကျွန်တော်ဗီဒီယိုလေးကိုလည်း like and subscribe လုပ်ပြီးတော့ကျွန်တော် YouTube channel လေးကိုလည်း subscribe လုပ်ပေးကြပါခင်ဗျာကဲကျွန်တော်တို့ပြန်ဆင်းပါပြီမိုးလေးအရမ်းရနေတဲ့အတွက်ဆက်နေလို့မဖြစ်တော့ဘူးဗျာကျွန်တော်ဒီနေ့ပဲလောင်းနေပဲပြန်ဆင်းရတာပေါ့နော်ဒါကတော့ထိုင်းနိုင်ငံရဲ့ဖိပူလီမြို့เราเปลี่ยนเส้นมาบีชอบบ้าเราไปครับเนี่ยเราเปลี่ยนเส้นนี้มาเลยครับเนี่ยแต่ก็เราพงยี่เจ้าเนี่ยเนาะเราคนเราตัวกันเลยนี่อย่างเดียวเรียกมาอยู่เลยมาเมียวเดียวมาเมียวดิเลยที่ก่อนเตะกล้วยเนี่ยแหละมันดีอยู่ต้องไหมอะไรนอนกันต้องไหมมาดิละเมียวดิละมาอยู่ต้องเอ้ยต้องแล้วก่อนเนี่ยยันสู้เลยจ้ะต้องอันนี้ก่อนนี่โอ้มาเมียวไอ้กองนี่ลูซูเลยแบบไอ้กองนี่สู้มีคนลูซูเลยแบบตะโคตรเมียเธอสู้เลยยันลูบ้าแต่ดีลูกกองนี่แบบน้ำไม่มีมุ้งอ่ะกองแกจะเราเปลี่ยนเส้นมาบีกันเนี่ยကဲကျွန်တော်တက်ကန်လေးဖယ်ပေးလိုက်ပါဦးလားခင်ဗျာ။နောက်နောက်ဒုက္ခရောက်မှာရှင်။ကဲကျွန်တော်တို့ပြန်ဆင်းကြမယ်။ဒီဖြည်းစင်းတော့ရှေ့လျှော့တယ်။လျှော့တယ်ဗျာ။မိုးကလည်းရွာဖုံးကတစ်ဖက်နဲ့ဗျ။ဒီကံမကြည့်ပေးကြပါခင်ဗျာ။ဒီနေ့ကတော့မိုးအရမ်းရွာနေတဲ့အတွက်ဒီထားယူပြီးချင်းဆင်းနေရတယ်အောက်ကတမန်တလင်းရလျှော့တယ်ဗျโอ้ยเลยพี่来谢礼我一直来谢礼都不叫我哎这里啦跑到里啦没呀ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe မလုပ်ပေးရသေးလို့ရှိရင်လည်းလုပ်ခဲ့ပေးပါဦးခင်ဗျာဒါတော့နဂါကြီးပါလားနဂါကြီးကဲကျွန်တော်တို့အောက်ရောက်ပါပြီခင်ဗျာ see you guys next videoကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ကဲဒီနေ့ကတော့ဒီလောက်ပါပဲဗျာတောင်းရောက်ပါပြီဗျာဒါကကျွန်တော်တက်ခဲ့တဲ့တောင်းပါနော်